ဒီလူကကြားဖြူကိုရေချိုးပေးဖို့ရေနွေးကိုတုံးမယ်လို့ပြောနေတယ်ဒါပေမဲ့ရေအေးတွေထွက်လာတော့ကြားကလန့်သွားတယ်တကယ်တော့ကြားကရေအေးနဲ့ချိုးရတာကိုသဘောကျနေတာပါဒီလိုကောင်းကောင်းမချိုးရတာကြာပြီလို့ကြားကတွေးနေတယ်ဒီလူကသူ့ကြိုက်ကိုသိတယ်လို့လည်းကြားကသဘောကျနေတယ်လူကလည်းကြားသဘောကျလို့ဝမ်းသာပြီးသွားတိုက်ပေးမယ်လို့ပြောတယ်အရင်လူတွေကရေနွေးနဲ့ချိုးပေးလို့သူကမကြိုက်ခဲ့တာပါရေနွေးနဲ့ချိုးရတာကိုသူကလုံးဝမကြိုက်ခဲ့ဘူးလေအဲ့ဒါကြောင့်ရေမချိုးပဲနေလာတာကြာတော့သူလည်းစိတ်တူနေခဲ့တာအပြင်ကလူတွေကတော့ကြားကိုရေချိုးပေးနေတာကိုအံ့ဩနေကြတယ်အနည်းရှိမလားလို့မေးတော့မရှိပါဘူးလို့ပြန်ဖြေတယ်အရင်ကရေချိုးရင်ကြားကတောင်းကျမ်းတက်လို့သူတို့ကအံ့ဩနေတာပါရေပူချိန်ကြောင့်ဖြစ်မယ်လို့သူကရှင်းပြလိုက်တယ်အခုတော့ကြားကငြိမ်နေတာကိုသူတို့မြင်သွားကြတယ်ဒီလူကဘသူလဲလို့အပြင်ကလူကမေးလိုက်တယ်သူက Red Dragon တိရစ္ဆာန်ယုံပိုင်ရှင်ဟောင်းရဲ့မြေလို့သိလိုက်ရတယ်အဲ့ဒီတိရစ္ဆာန်ယုံကဒေဝါလီခံသွားပြီလို့သူတို့မှတ်မိသွားတယ်သူပါဆက်လို့မလဲဆိုတာကိုသူတို့စောင့်ကြည့်နေကြတယ်အဲ့ဒီအချိန်မှာကြားလောင်အိမ်ထဲကိုကြားတစ်တကောင်ထည့်လိုက်တယ်ဒါကသူ့အစီအစဉ်လားလို့အပြင်ကလူကအံ့ဩသွားတယ်တကားဖွင့်ပြီးကြားတစ်ကိုအထဲသွင်းဖို့သူကခိုင်းလိုက်တယ်ကြားတစ်ကအထဲရောက်တော့ကြားဖြူကိုမြင်သွားတယ်ကြားတစ်ကလန့်ပြီးထွက်ပြေးဖို့ကြိုးစားတော့တယ်ကြားဖြူကတော့အစာစားပြီးလေ့ကျင့်ခန်းလုပ်ရမယ်လို့တွေးနေတယ်ဒီလူကသူ့ကြိုက်ကိုတကယ်သိတာပဲလို့ကြားကတွေးနေတယ်ကြားကကြားတစ်ကိုလိုက်ဖမ်းတော့ကြားတစ်ကအသက်ချမ်းသာပေးဖို့တောင်းပန်တယ်အပြင်ကလူတွေကတော့သူတို့နှစ်ကောင်ကိုကြည့်နေကြတယ်ကြားတစ်ကိုအနာတရားမဖြစ်စေဖို့သူကကြားကိုလှမ်းပြောလိုက်တယ်ကြားတစ်ကတော့မော်ပြီးလဲကျသွားတော့တယ်ကြားကတော့လေ့ကျင့်ခန်းလုပ်ရလို့သဘောကျနေတယ်ကြားကသူ့ကိုမစားဘူးဆိုတာကိုကြားတစ်ကရိပ်မိသွားတယ်ဒါပေမဲ့ကြားကလှည့်ကြည့်လိုက်တော့ကြားတစ်ကလန့်သွားပြန်တယ်ကြားတစ်ကကြားကိုနှိမ့်နေပြီးတော့ကြားကသဘောကျနေတယ်အပြင်ကလူတွေကတော့ဒီမြင်ကွင်းကိုကြည့်ပြီးအံ့ဩနေကြတယ်အခုဆိုကြားတစ်လည်းအဆင်ပြေသွားပြီလို့သူကပြောလိုက်တယ်အပြင်ကလူကသူ့ကိုကျေးဇူးတင်ပြီးဆုချမယ်လို့ပြောတယ်အဲ့ဒီနောက်ကြားတစ်ပေါက်လေးနှစ်ကောင်ကိုတက်တာနဲ့ယူလာတယ်သူကကြားတစ်ပေါက်လေးတွေအတွက်စာရွက်စာတမ်းတွေလက်မှတ်ထိုးပေးလိုက်တယ်ပြီးတော့ကြားဖြူကိုအိမ်ပြန်ရအောင်လို့သူကခေါ်လိုက်တယ်ကြားတစ်ကနှုတ်ဆက်ပြီးသူတို့နှစ်ယောက်ထွက်သွားကြတယ်လက်မှတ်ယုံမှာမိန်းကလေးတစ်ယောက်ကပတ်စံပြန်အမ်းဖို့တောင်းဆိုနေတယ်တိရစ္ဆာန်ယုံထဲမှာတိရစ္ဆာန်စစ်မရှိဘူးလို့သူမကပြောနေတယ်အဖိုးကြီးကတော့ပတ်စံပြန်အမ်းလို့မရဘူးလို့ညင်းနေတယ်ကြားဖြူကိုအပြင်ခေါ်သွားလို့မရှိတာပါလို့သူကရှင်းပြတယ်မိန်းကလေးကတော့ဒါကိုစင်ကြေပေးတာလို့ပဲထင်နေတယ်တကယ်လို့ကြားရှိရင်နှုတ်ဝက်လက်မှတ်ဝယ်မယ်လို့သူမကစိန်ခေါ်လိုက်တယ်အဲ့ဒီအချိန်မှာပဲသူကကားနဲ့ကြားဖြူကိုတင်ခေါ်လာတယ်သူကကားနောက်ဖုံးကိုဖွင့်ပေးလိုက်တယ်ကြားဖြူဆင်းလာတော့မိန်းကလေးကလန့်သွားတယ်အဖိုးကြီးကဒီမိန်းကလေးကဖောက်တယ်လို့သူ့ကိုပြောပြတယ်သူမကနှစ်စင်လက်မှတ်ဝယ်ချင်နေတာလို့အဖိုးကြီးကပြောလိုက်တယ်မိန်းကလေးကတော့သူမစကားကိုနောက်တရနေပြီးသူကတော့ဝမ်းတာအားရနဲ့လက်မှတ်ဆေးကိုပြလိုက်တယ်ဘလို့ရှင်းမလဲလို့မေးတော့မိန်းကလေးကငိုယိုပြီးပတ်စံရှင်းလိုက်ရတယ်သူတို့နှစ်ယောက်ကတော့ပတ်စံရလို့ဝမ်းတာနေကြတယ်အဖိုးကြီးကကြားတစ်ပေါက်လေးတွေအကြောင်းမေးလိုက်တယ်သူကနောက်မှပြောမယ်ဆိုပြီးကြားကိုနေရာချဖို့ခေါ်သွားတယ်တိရစ္ဆာန်တွေထက်ဝယ်ဖို့ပတ်စံလိုသေးတယ်လို့သူကတွေးနေတယ်ပန္နာဝက်ဝင်တကောင်လောက်ရရင်ကောင်းမယ်လို့သူကပြောလိုက်တယ်အဖိုးကြီးကနီးလန့်ရှိနိုင်တယ်လို့သူ့ကိုပြောပြတယ်သူ့မြေးကတစ်တော်ဦးစီးဌာနမှာအလုပ်လုပ်တယ်လို့အဖိုးကြီးကပြောပြတယ်သူကတော်တဲကိုကားမောင်းပြီးသွားလိုက်တယ်အဖိုးကြီးရဲ့မြေးကကိုဝင်ဆောင်ပန္နာကိုကယ်ဆယ်ရေးလုပ်နေတာပါပန္နာကမိဘရခတ်နေလို့အခြေအနေကဆိုးနေတယ်သူကအဲ့ဒီနေရာကိုရောက်သွားတယ်မြေးဖြစ်သူကအခြေအနေမကောင်းသေးဘူးလို့သူ့ကိုပြောပြတယ်မြေးဖြစ်သူကသူ့ကိုပန္နာရှိတဲ့နေရာကိုခေါ်သွားတယ်သူတို့ကကြိုးတားထားတဲ့နေရာကိုရောက်သွားကြတယ်အဲ့ဒီမှာမိခင်ပန္နာကြီးထိုင်နေတာကိုတွေ့လိုက်ရတယ်ပန္နာလေးရဲ့အခြေအနေကိုစစ်ဆေးဖို့လိုနေတယ်လို့မြေးကပြောတယ်ဒါပေမဲ့မိခင်ပန္နာကဘသူ့ကိုမှအနာမကတ်ခံဘူးဖြစ်နေတယ်ပန္နာကလူတွေကိုစိတ်ရှုပ်နေတာပါသူတို့ကြွေးတဲ့အစာတွေကအရသာမရှိဘူးလို့ပန္နာကတွေးနေတယ်အချိုရည်လေးတစ်ခုခုတောက်ချင်တယ်လို့ပန္နာကဆန္ဒရှိနေတယ်ပန္နာကဘိုက်မစားတာမဟုတ်ပဲအစာရွေးနေတာကိုသူကရိပ်မိသွားတယ်သူကပန္နာနာသွားဖို့လုပ်တော့မြေးဖြစ်သူကတားတယ်ပန္နာကအရသာရှိတာစားချင်နေတာလို့သူကရှင်းပြတယ်ဆရာဝန်တယောက်ကသူကဘသူလဲလို့လှမ်းမေးတယ်မြေးဖြစ်သူကကူညီပေးမလို့ပါလို့ရှင်းပြလိုက်တယ်ဆရာဝန်ကတော့သူ့ကိုတိတ်မယုံကြည်ပါဘူးသူကနွားနိုတဲကိုပြားရည်နည်းနည်းရောထည့်လိုက်တယ်ပြီးတော့အဲ့ဒီနွားနိုခွက်ကိုပန္နာစီယူသွားပေးတယ်ပန္နာကအနံ့ရတော့သဘောကျသွားတယ်ပန္နာကနွားနိုကိုအနံ့မရတောက်တော့ဆရာဝန်တွေအံ့ဩသွားတယ်ပန္နာကနွားနိုကုံသွားတော့ထပ်တောက်ချင်သေးတယ်လို့ပြောတယ်သူကမရတော့ဘူးလို့ပြောတော့ပန္နာကနည်းနည်းလေးထပ်တောင်းတယ်သူကလည်းနည်းနည်းလေးထပ်တိုက်မယ်လို့သဘောတူလိုက်တယ်ပန္နာကသူ့ကလေးကိုတေချာဆောက်ရှောက်ပေးဖို့သူ့ကိုပြောတယ်ပြီးတော့ပန္နာလေးကိုသူ့စီတွန်းပို့ပေးလိုက်တယ်ပန္နာကသူ့ကိုယုံကြည်သွားလို့သူလည်းအံ့ဩသွားတယ်ပန္နာလေးကိုစစ်ဆေးလို့ရပြီလို့သူကဆရာဝန်တွေကိုပြောလိုက်တယ်ဆရာဝန်တွေအနာကက်လာတော့မိခင်ပန္နာကဟိန်းဟောက်လိုက်တယ်သူ့ကိုပဲပန္နာလေးကိုကန်ခွင့်ပြုထားတာပါတခြားသူတွေမကန်ရဘူးလို့မိခင်ပန္နာကသတိပေးတယ်ဆရာဝန်ကသူ့ကိုပဲပန္နာလေးကိုကန်ထားပေးဖို့ပြောလိုက်တယ်သူကပန္နာလေးကိုကန်ထားပေးပြီးဆရာဝန်ကစစ်ဆေးတယ်ပန္နာလေးရဲ့အခြေအနေကတိတ်မကောင်းဘူးလို့ဆရာဝန်ကပြောတယ်တော်တဲ့ကိုပြန်လွတ်ဖို့မဖြစ်နိုင်ဘူးလို့လည်းဆရာဝန်ကပြောတယ်ပန္နာလေးကိုကူတာဖို့လိုပေမဲ့သူကလွယ်ပြီးဘယ်သူမှကန်လို့မရဘူးဖြစ်နေတယ်အဲ့ဒါကြောင့်ပန္နာတွေကိုသူ့တိရစ္ဆာန်ယုံကိုခေါ်သွားဖို့ဆရာဝန်ကအကြံပေးတယ်ဆရာဝန်ရဲ့အကြံပေးချက်ကြောင့်သူလည်းအံ့ဩသွားတယ်ဒါကပန္နာတွေအတွက်အကောင်းဆုံးနည်းလမ်းလို့ဆရာဝန်ကရှင်းပြတယ်သူတို့စီမှာလည်းလူအင်အားမလုံလောက်ဘူးလို့ဆရာဝန်ကပြောတယ်မြေးဖြစ်သူကိုလည်းသူ့စီမှာလာကူညီခိုင်းလို့ရတယ်လို့ဆရာဝန်ကပြောတယ်လစာကိုတော့တစ်တော်ဦးစီးဌာနကပဲပေးမယ်လို့ဆိုတယ်ဆရာဝန်ကိုယ်တိုင်လည်းလာကူညီပေးမယ်လို့ပြောတယ်ပန္နာတွေကိုလေ့လာခြင်းလို့ရန်ပုံငွေလည်းတောင်းပေးမယ်လို့ဆရာဝန်ကပြောတယ်ပညာရှင်တွေရောရန်ပုံငွေပါအလကားရမှာမို့သူကအယမ်းဝမ်းသာသွားတယ်သူကဆရာဝန်ရဲ့အစီအစဉ်ကိုဝမ်းသာအားရလက်ခံလိုက်တယ်ဆရာဝန်ကိုလည်းသူ့တိရစ္ဆာန်ယုံကိုလာဖို့ဖိတ်ခေါ်လိုက်တယ်သူကမိခင်ပန္နာကိုအိမ်ပြန်ရအောင်လို့ခေါ်လိုက်တယ်မိခင်ပန္နာကဂူထဲမှာအစားအစာတွေကြံသေးတယ်လို့ပြောတယ်အဲ့ဒါတွေကိုယူသွားခြင်းနဲ့ဆိုလို့သူတို့ဂူထဲကိုဝင်သွားကြတယ်ပန္နာကတကယ်အစာမက်လေးပဲလို့သူကနောက်လိုက်တယ်ဆရာဝန်ကဝါးတွေကိုကူတယ်ပေးဖို့မြေးဖြစ်သူကိုခိုင်းလိုက်တယ်အဲ့ဒီအချိန်မှာသူကမိုးကြီးတစ်ပွင့်ကိုတွားတွေ့တယ်ဆရာဝန်ကဒါလင်စည်းမို့လို့ပြောတော့မြေးဖြစ်သူကယတနာပဲလို့ထင်သွားတယ်ဆရာဝန်ကတော့ဒါကရိုးရိုးဆေးဖက်ဝင်ပင်ပါလို့ပြောလိုက်တယ်တစ်ပွင့်တည်းဆိုတိတ်တန်မှုမရှိဘူးလို့ပြောရင်းမှုခင်းကြီးကိုမြင်သွား
သွားတယ်လင်စည်းမိုတွေအများကြီးရှိနေတာကိုတွေ့ပြီးသူတို့အံ့ဩသွားကြတယ်ခုနကပဲတန်မိုးမရှိဘူးလို့ပြောတယ်မလားလို့မြေဖြစ်သူကမေးတယ်ဆရာဝန်ကဒါကမတူဘူးလို့ရှင်းပြလိုက်တယ်မိုတွေရဲ့အမြင့်တွေကိုကြည့်ပြီးသူတို့ကတစ်ဆက်တည်းဖြစ်နေတာကိုသိသွားတယ်ဆရာဝန်ကဆက်နဲ့မှုခင်းရဲ့အကျယ်ဝန်းကိုတိုင်းကြည့်လိုက်တယ်စတူရန်မီတာ1300ကျော်တောင်ရှိနေတာကိုတွေ့ပြီးအံ့ဩသွားတယ်ဒီလင်စည်းမိုကတက်တန်းနှစ်1000ကျော်လောက်ရှိမယ်လို့ဆရာဝန်ကကောက်ချက်ချလိုက်တယ်ဒီလောက်ကြီးတဲ့မှုခင်းကြီးကိုတွေးလိုက်ရလို့အားလုံးအံ့ဩမြင်တက်သွားကြ